Hello မင်္ဂလာပါကျွန်တော်ဒီနေ့လုပ်မဲ့ဗီဒီယိုလေးကတော့ကျွန်တော်ရှိမှာ face to face တင်တန်းလေးလာတက်ထားတဲ့ engine rating လူသစ်ညီလေးဖြစ်တဲ့ညီလေးကောင်းစီသူအတွက်လုပ်ပေးခြင်းဖြစ်ပါတယ်ကျန်တဲ့ ER ညီကိုတွေလည်းဝင်ကြည့်လို့ရပါတယ်ဒီကနေပြီးတော့တစ်ခုခုရအောင်မယ်လို့မျှော်လင့်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့ interview တွေမှာပေါ့နော် safety ဒါမှမဟုတ်လို့ရှိရင် emergency case question တွေကပို့ပြီးတော့မေးလေးရှိတယ်ER interview မှာ interviewer တွေက engine room တွေက knowledge တွေထက်သူတို့ရဲ့သမောပို့ပြီးဘေးကင်းဖို့အတွက် safety awareness emergency response follow order PPE အသုံးပြုပုံတွေစတွေကိုစစ်ဆေးလေးရှိပါတယ်ကဲမေးခွန်းနံပါတ်1လေးကိုစလိုက်အောင်What will you do if you see a fire in the engine room? Engine ထဲမှာမီးလောင်နေတာတွေ့ရင်ဘာလုပ်မလဲတဲ့ I will raise the alarm, inform the officer, stop work if safe, and follow emergency procedure. Safety is my first priority. အဖြေကတော့အလံပေးမယ်အရာရှိတွေကိုသတင်းပို့ရမယ်လုံခြုံနေဆိုရင်အလုပ်ကိုရပ်လိုက်ပါemergency procedure တွေတမောပေါ်မှာရှိတဲ့ emergency procedure တွေအတိုင်းလိုက်နာရမယ် safety ကိုတော့အမြဲတမ်းဦးစားပေးရပါမေးခွန်းနံပါတ်2 What will you do if you find an oil spill in the engine room engine ထဲမှာ CO ဖိတ်တာတွေ့ရင်ဘာလုပ်မလဲ I will report it immediately ငါချက်ချင်းသတင်းပို့ပါမယ် Keep the area safe ဒီ area ကိုဘေးကင်းအောင်ထားရမယ် and help clean it according to instructionကျွန်တော်တစ်ခေါက်ပြန်ဖတ်ပြပါမယ် I will report it immediately keep the area safe and help clean it according to instruction ချက်ချင်းသတင်းပို့မယ်ကျွန်တော်တို့ရဲ့ area ကိုလုံခြုံအောင်လို့ထားမယ်ပြီးတော့တန်ရှင်းညွှန်ကြားချက်တွေအတိုင်းတန်ရှင်းအောင်တန်ရှင်းမှုပြုလုပ်တဲ့နေရာမှာကူညီပေးရပါမယ်စီတွေဖိတ်နေရင်ပေါ့ဗျာနံပါတ်3ကတော့ man overboard What will you do if you see a man overboard လူတစ်ယောက်ရေထဲကျရတာတွေ့ရင်ဘာလုပ်မလဲတဲ့ I will shoot man overboard လူတစ်ယောက်ရေထဲကျနေတယ် man overboard လို့អော်ရမယ်နော် Inform the bridge throw the life buoy if possible and follow instruction man overboard လို့អော်မယ် bridge ထိန်းချုပ်ခန်းကိုသတင်းပို့မယ်ဖြစ်နိုင်လို့ရှိရင် life buoy ပစ်ချပေးမယ်ညွှန်ကြားချက်တွေအတိုင်းဆက်လက်ဆောင်ရွက်ပါမယ် Number 4What will you do if a crew member is injured? တမောသားတယောက်ထိခိုက်ဒဏ်ရာရရင်ဘာလုပ်ပေးမလဲကို့အနေနဲ့တော့ဘာမှလုပ်ပေးနိုင်တာမရှိဘူးဒါပေမဲ့လုပ်ပေးနိုင်တာတွေဆိုရင်တော့ I will inform the officer give basic attendance if trained and keep the area safe ရရှိကိုသတင်းပို့မယ်တင်ထားတဲ့အတွက်ကြောင့်မို့အခြေခံရှေးဥတုနာပြုနည်းလေးတွေကူညီပေးမယ်နေရာကိုလုံခြုံအောင်ထိန်းသိမ်းထားပါမယ်နေရာကိုလုံခြုံထိန်းသိမ်းမယ်ဆိုတာကဒီတမောသားရှိနေတဲ့နေရာကိုပြောတာပါဗျာနံပါတ်5 What will you do when you hear the emergency alarm ကြရင်ဘာလုပ်မလဲ I will stop my work အလုပ်ကိုရပ်လိုက်မယ် wear safety equipment ဝတ်မယ် go to my master station ကိုသွားမယ် and follow order ရရှိရဲ့ညွှန်ကြားချက်ကိုလိုက်နာပါမယ်What will you do when you hear the emergency alarm? I will stop my work, wear safety equipment, go to my master station and follow order. Golden safety answer လေးအနေနဲ့ကတော့ what was your first priority on board လို့မေးလေးရှိပါတယ်။သမပေါ်မှာပထမဆုံးဦးစားပေးမင်းရဲ့ပထမဆုံးဦးစားပေးကဘာလဲ။ကျွန်တော်ဖြေရမှာက safety is always my first priority on board. သမပေါ်မှာ safety ကအမြဲတမ်းဦးစားပေးဖြစ်ပါတယ်နောက်မိကွန်းတစ်ခုတည်းရှိပါသေးတယ် Why do we use PPE ကိုဘာလို့အသုံးပြုတာလဲ PPE protect me from accident and help me walk safely PPE ကအန္တရာယ်များမှလည်းကာကွယ်ပေးပြီးတော့လုံခြုံစွာအလုပ်လုပ်စေနိုင်ပါတယ် interviewer တွေကတော့ဘယ်လိုမျိုးမေးခွန်းတွေကိုအရင်မေးလေးရှိတယ်ဆိုရင်ပထမဆုံးစိတ်ကိုတည်ငြိမ်ထားရမယ်ဒုတိယအရာရှိကိုသတင်းပို့ရမယ်ပြီးလို့ရှိရင် emergency procedure တွေအတိုင်းလိုက်နာရမယ်ဒီလိုမျိုးပတ်တန်လေးနဲ့ပဲဖြည့်ရဆိုရင်တော့မှအဆင်ပြေပါတယ်
နောက်ဆုံးကိုယ်အလုပ်ခန့်စီမဲ့အဖြေတစ်ခုကိုဘယ်လိုပေးရမလဲဆိုရင်တော့ interviewer က why should we hiring you as an ER မင်းကို ER တယောက်အနေနဲ့ဘာဖြစ်လို့ငါတို့သုံးမပေါ်မှာအလုပ်ခန့်တင်တာလဲ I'm hardworking အလုပ်ကြိုးစားတယ် safety mind baking ကိုအဓိကထားတယ် willing to learn သင်ယူလိုစိတ်ရှိတယ် ready to follow instruction and support my team ညွှန်ကြားချက်တွေကိုလိုက်နာပြီးတော့အဖွဲ့ကိုကူညီဖို့လည်းအသင့်ရှိနေပါတယ် ER လူသစ် interview ရဲ့အဖြေတိုင်းမှာ safety fact report to officer follow procedure use PPE စတဲ့စကားလုံးတွေကိုပါနိုင်တဲ့ဘလောက်များများလေးပြောပြပါဒါဆိုရင်တော့အမှတ်ကောင်းကောင်းရပြီးတော့ interview မှာအောင်မြင်နိုင်ပါပြီအားလုံးပဲအဆင်ပြေပါစေညီလေးကောင်းစီသူရဲ့အဆင်ပြေပါစေကျေးဇူးတင်ပါတယ်